ဒီလိုနေရာမျိုးမှာလူကြီးမင်းတို့အနေနဲ့စိုက်ပျိုးရေးလုပ်ငန်းလုပ်ရမယ်ဆိုရင်အဓိကအခက်အခဲရပါဖြစ်မယ်လို့ထင်တယ်။ရေလိုတွင်းနေတော့ဟုတ်ပါတယ်။အခုလိုမျိုးစက်ရည်တောက်စနစ်မရှိတဲ့နေရာမှာစိုက်ပျိုးရေးလုပ်ငန်းတစ်ခုမှာရေရရှိဖို့ဆိုတာကစိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါတယ်။မိုးအားကိုနဲ့လုပ်ရမယ်ဆိုရင်လည်းကိုစိုက်ချင်တဲ့သီးနှံစိုက်လို့မရတယ်လို့ရာသီဥတုကလည်းမမှန်တော့စိုက်ပျိုးရေးလုပ်ငန်းရှင်တောင်တူလယ်သမားတွေအတွက်လုံးဝအဆင်မပြေဖြစ်ရပါတယ်။မင်္ဂလာပါရှင်ဒီနေ့ Universal Solar မြန်မာအဖွဲ့သားတွေရောက်ရှိနေတာကတော့ရန်ကုန်မန္တလေးအမြန်လမ်း318မိုင်ဘေးမှာရှိတဲ့စိုက်ပျိုးရေးခြံတစ်ခုမှာပဲဖြစ်ပါတယ်။ခြံရဲ့အကျယ်ဝန်းဟာဆိုလို့ရှိရင်လည်း6ဧကကျော်ကျယ်ဝန်းပါတယ်ဒီခြံမှာတရက်ပင်တွေစိုက်မှာဖြစ်ပြီးတော့တရက်ပင်တွေစိုက်ပျိုးဖို့ရှေ့ကပြောခဲ့တယ်လို့ရေအခက်ခဲဖြစ်လာပါတယ်ရေအခက်ခဲကိုဖြည့်ရှင်းဖို့လျှက်စစ်မီမလို့မီးစက်လည်းမလို့တဲ့ဆိုလာစွမ်းအင်သုံးရေတင်စနစ်ကိုတက်ဆင်ပေးမှာပဲဖြစ်ပါတယ်အရင်ကဒီမှာရေရရှိဖို့ရေစောက်စနစ်ရေတင်တာဆိုလို့ရှိရင်နေ့စဉ်စီဖို့ဆိုရင်9000ကျော်ကနေ3သိန်းဝန်းကျင်လောက်ထိကုန်ကြတယ်လို့သိရပါတယ်ဒီလိုမျိုးအကုန်ကြခံပြီးတော့ရေတင်တာတော့ဟော်ရီကရေကန်တွေကိုအပြည့်ထိရအောင်မတင်ပေးနိုင်ဘူးလို့လည်းသိရပါတယ်ဒါကြောင့်အခုလိုဆိုလာရေပန့်စနစ်တက်ဆင်ဖို့ဒါ Universal Solar မြန်မာကိုဒါအဆက်တွေကဘူးဆိုရင်အလုံးလဲမသွင်းတယ်လို့ကုန်ကြစိတ်တွေလည်းများနေမှာပဲဖြစ်ပါတယ်အခုလိုဆိုလာစနစ်ပြောင်းမဲ့အချိန်မှာတော့ဆိုလာရေပန့်နှစ်ခုကိုအသုံးပြုမှာပဲဖြစ်ပါတယ်ဒီဘက်ကရေတွင်းမှာဆိုရင်တော့ absorb တစိလေးလက်မတွင်ချာနဲ့လက်မရေထွက်နှစ်ကောင်အားရှိတဲ့ရေမြုပ်ပန်းနဲ့ဟိုဘက်ကရေကန်ကိုတွင်းပြီးတော့လှောင်ထားမှာပါကန်ကနေခြံထဲကိုရေသွင်းဖို့မှာတော့ absorb တစိလေးလက်မဝင်လေးလက်မထွက်၃ကောင်အားအပေါ်ဆွဲပန်းကိုစိုက်ပျိုးရေးအတွက်လိုအပ်တဲ့အချိန်မှာခြံထဲရေသွင်းဖို့အသုံးပြုမှာပဲဖြစ်ပါတယ်ဒီမှာကစိုက်ပျိုးရေးအတွက်သုံးဖို့အပြင်ဒီဘက်မှာဘဲမွေးမြူရေးခြံမှာရှိပါတယ်အခုမွေးမြူရေးအတွက်ပါရေအလွန်လောက်ရရှိနိုင်တော့မှာဖြစ်လို့မွေးမြူလုပ်ငန်းတွေလည်းထပ်ပြီးတော့တိုးချဲ့နိုင်မှာပဲဖြစ်ပါတယ်အခုဒီတွင်းဘက်မှာတော့ပန်းချဖို့ပြင်နေပါပြီတွင်းထဲချမဲ့ပန်းဟာရေရှည်အသုံးပြုမှာဖြစ်တဲ့အတွက်ခိုင်ခန့်မှုရှိအောင်ကြေးချောင်းကိုမနီလာကျိုးနဲ့ချိတ်ပြီးတော့သုံးပေးထားပါတယ်ပိုက်တွေကိုလည်းရေတိတ်တွေနဲ့သုံးပြီးတော့တိချာလေးဆက်ပေးနေတာပဲဖြစ်ပါတယ်ခါမှာလည်းပန့်ကိုရှော့ကြမသွားအောင်လဲဘေးကနေလူတယောက်နဲ့မနီလာကျိုးကိုဆွဲပြီးတော့ထိမ့်ပေးထားရပါတယ်မှာလည်းတက်တရရဖြစ်အောင်ဇစ်ကလစ်တွေနဲ့တိချာလေးလိုက်ပြီးတော့တွေ့ပေးထားပါတယ်အခုချမှာကတော့ပိုင်ငါလုံးချမှာဖြစ်ပြီးတော့ပိုက်တစ်ခုနဲ့တစ်ခုဆက်တဲ့နေရာမှာလည်းကော်ရီနဲ့တိချာလေးကပ်ပြီးတော့ဆက်ပေးရပါတယ်အခုဆိုရင်တော့ဒီဘက်မှာရေပန်းချလုပ်ပြီးသွားပါပြီဆိုလာအနေနဲ့ကတော့ GA 630 West ဆိုလာ3ချက်သုံးပေးထားပြီးတော့ရေထွက်ကိုလည်းတစ်ချက်ဆန်းပြပေးပါမယ်အခုညနေ3နာရီဝန်းကျင်အနေထားမှာ RPM ကတော့3000ကျော်ထိတက်ပါတယ်ဒါကတော့အခုရေမြုပ်ပန်းရဲ့ရေထွက်အားပဲဖြစ်ပါတယ်ဒီကနေပိုင်းနဲ့ဆက်ပြီးတော့ဟိုဘက်ကရေကန်ကိုပို့မှာပဲဖြစ်ပါတယ်အခုဒီရေကန်ဘက်မှာတော့အပေါ်ဆွဲပန့်ကိုတက်ဆင်နေရပဲဖြစ်ပါတယ်လေးလက်မအထွက်ကိုမှရေထွက်အားပြင်းမှဖြစ်တာကြောင့်ပိုက်တွေဆက်တဲ့နေရာမှာလည်းတေချာလေးဆက်ပေးရပါတယ်ဒီဘက်ကစုံမဲ့ပိုက်ရဲ့ဘလူးကောင်းကိုလည်းကန်ထဲမှာအမိုက်တရိုက်တွေရှိတာကြောင့်ချင်းနှောင်းခံပြီးတော့ချပေးထားပါတယ်ဆက်တဲ့နေရာမှာလည်းကော်ရီတုပ်ပြီးတော့ဆက်တာအပြင်ကျွတ်တွေနဲ့ပါပတ်ပြီးတော့ပုံမိုးခိုင်မြဲအောင်ဆက်ပေးရပါတယ်အခုဆိုရင်တော့အပေါ်ဆွဲပန့်ကိုလည်းဆင်လို့ပြီးပြီဆိုတော့ရေထွက်ကိုလည်းတစ်ချက်ဆန်းပြပေးပါမယ်ဆိုလာအနေနဲ့ JA 630 ဝယ်ဆိုလာချက်သုံးပေးထားပြီးတော့ညနေ4နာရီလောက်မောင်းနေနေတာဆိုရင် RPM 3000ဝန်းကျင်ထိတက်ပါတယ်ဒါကတော့ခြံထဲဖြတ်နဲ့ပိုက်လိုင်းတစ်ခုရဲ့ရေထွက်အားပါဒါကတော့အခုဖွင့်ထားတဲ့လိုင်းတွေကကျင်းတစ်ခုရဲ့ရေထွက်အားပဲဖြစ်ပါတယ်တစ်ချမ်းလုံးရေဖြတ်မှုကိုလည်းအခုလိုမျိုးလိုင်းတစ်ခုစီအတွက်ဘာတစ်ခုစီခံကအလဲကျရေဖြတ်မှာဖြစ်ပါတယ်အခုဆိုရင်လိုအပ်တဲ့ရေပမာဏကိုရရှိနေပြီဖြစ်လို့တရက်ချန်ဆိုင်ပြိုးရေးကိုစတင်နိုင်တော့မှာပဲဖြစ်ပါတယ်ဒါအပြင်ရေခက်ခဲမရှိတော့တာကြောင့်မွေးမြူရေးလုပ်ငန်းတွေကိုပါတိုးချဲ့လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ဆိုလာရေပန့်စနစ်ဟာရေရှည်ကုန်ကျစရိတ်ကင်းပြီးတော့လူကြီးမင်းတို့ရဲ့အကျိုးစီးပွားကိုပါတိုးစေမယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်ဆိုလာရေပန့်စနစ်သက်ဆင်ဖို့လိုအပ်နေတဲ့လူကြီးမင်းတို့အနေနဲ့လည်းလုပ်ငန်းလိုအပ်ချက်အလိုက်အဆင်ပြေစေမဲ့ဆိုလာရေပန့်ကို Universal Solar မြန်မာမှာအသေးစိတ်ဆွေးနွေးပြီးတော့ဝယ်ယူတက်ဆင်နိုင်ပါပြီ Universal Solar မြန်မာဟာ2012ကတည်းကဆိုလာလုပ်ငန်းမှာရပ်တည်လာခဲ့ပြီးတော့အတွေ့အကြုံရှိနည်းပညာရှင်များနဲ့ installation ကိုပါတာဝန်ယူဆောင်ရွက်ပေးနေတာမလို့ယုံကြည်စိတ်ချစွာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါပြီရှင်